မှာတော့မိန်းကလေးတယောက်ကဘရာသာကိုယူယူမူမူလမ်းဆွတ်တန်းတက်လာစေမဲ့အမိုင်စားနီလန်းရှိခုကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။မိန်းကလေးတယောက်ကဘရာသာကိုတတိယလာစေဖို့ဆိုရင်သူတခြားဘယ်နေရာမှမရနိုင်တဲ့ထူးခြားကွဲပြားတဲ့အတွေ့အကြုံမျိုးကိုဘရာသာဘက်ကပေးနိုင်မှုလိုပါတယ်။ဒါကဘရာသာတို့ရီးစားဖြစ်နေတာပဲဖြစ်ဖြစ်ပေါ့ပါပါစကားပြောနေတဲ့အဆင့် situation ရှစ်အဆင့်မှာပဲဖြစ်ဖြစ်အကောင်အတုံးဝင်တဲ့ brother အဲ့ဒီနီလန်းတွေကိုအသုံးပြုလို့ရပါတယ်။နံပါတ်1သူ့စီကိုအရင်ဆုံး message မပို့ပါနဲ့ကျွန်တော်တို့ယောက်ျားလေးအများစုမှားတတ်တာကမိန်းကလေးတွေနောက်ကိုတကောက်ကောက်လိုက်နေတာပဲ brother အဲ့တော့ brother ဘက်ကနေပြီးတော့အမြဲတမ်းပူပူလောင်လောင်နဲ့အတင်းလိုက်နေရင်သူက brother ကိုလွမ်းဖို့အချိန်တော့ရမှာမဟုတ်ဘူး brother အဲ့လိုလုံးမဲ့စားသူနဲ့ brother နည်းနည်းအကွာဝေးတစ်ခုမှထားလိုက်ပါ brother ဘက်ကအဆက်အသွယ်ခက်ကြကြလုံးလိုက်တဲ့အခါမှာသူကဒီလိုတွေးလိုက်မယ်ဒီကောင်ဘာတွေလုပ်နေပါလဲဆိုပြီးတော့စပြီးတော့အတွေးဝင်လာလိုက်မယ်နံပါတ်2ဘာသာရဲ့ဘဝကတက်ကြွလှူရှားနေတာကိုပြပါမိန်းကလေးတယောက်ကဘာသာကိုလွမ်းလာပြီဆိုရင်အရင်ဆုံးလာကြည့်မှာကဘာသာရဲ့ social media ပဲအဲ့ဒီမှာဘာ story ဘာ post မှမရှိရင်ဒီကောင်ဘာမှလုပ်စရာမရှိပဲအထီးကျန်နေတဲ့ကောင်ဆိုပြီးတော့ထင်သွားလိုက်မယ်ဒါကြောင့် brother ရဲ့အောင်မြင်မှုတွေပျော်စရာအခိုက်အတန့်တွေကို social media ပေါ်မှာမသိမသာလေးချပြထားပါဒါမဲ့ဒီမှာတစ်ခုရှိတာက brother အဲ့လို post တွေတင်တဲ့အခါမှာ brother ကကြွားဝါတဲ့ပုံစံမျိုးမဖြစ်အောင် brother ရဲ့ခမမိုက်ပုံလေးတွေတငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတဲ့ပုံစံမျိုးတင်ပေးရမှာ brother ဘက်ကအဲ့လိုတင်ပေးရုံနဲ့သူကဒီလိုတွေးလိမ့်မယ်ငါမရှိလေဒီကောင်ကအေးဆေးပဲငါကသူ့ဘဝအတွက်ထဲထဲဝင်ရှိနေတဲ့သူမဟုတ်ဘူးလားအရေးကြီးတဲ့သူမဟုတ်ဘူးလားငါပြင်သူ့မှာတခြားပျော်စရာတွေရှိနေရလားဆိုတဲ့ခံစားချက်မျိုးကိုသူ့ကိုပေးနိုင်လိမ့်မယ် brother အဲ့ဒီအခါမင်းကလေးတဘာဝ brother ကိုဆက်သွယ်ချင်လာလိမ့်မယ်နံပါတ်3သူ့ရဲ့စူးစမ်းလူစိတ်ကိုပြင်းပြလာအောင်လုပ်ပါ brother ဘက်ကငြိမ်နေပြီဆိုရင်သူက brother ရဲ့အာရုံစူးစိုက်မှုကိုမရရအောင်တွယ်ဝိုက်တဲ့နီးတဲ့နေနဲ့လာပြီးတော့ဆွဲဆောင်လိမ့်မယ် brother ဥပမာဗျာ social media ပေါ်မှာသူ့ရဲ့အမိုက်စားပုံလေးတွေတင်တာမျိုးဒါမှမဟုတ်ရင် brother နဲ့ဆက်ဆက်မဲ့စစ်တပ်မျိုးတွေbrother တို့နေရာရဲ့ဆက်ဆံရေးနဲ့တက်ဆိုင်တဲ့ကျွန်တော်တို့ post မျိုးတွေတင်တာမျိုးလုပ်လိုက်မယ်ဒါက brother ရဲ့ attention ကိုလာပြီးတော့လိုချင်နေတာပဲအဲ့ဒီနေရာမှာ brother ဘက်ကနေပြီးတော့မခံချင်စိတ်နဲ့တွားပြီးတော့ like ပေးတာlike ပေးတဲ့နေရာမှာဆိုလို့ရှိရင် react ကိုရွေးပြီးတော့ပေးတာမျိုးကျွန်တော် comment ပေးတာမျိုးတွေတွားပြီးတော့မလုံးနဲ့ brother ဘာဘက်ကအေးစစ်စစ်ပဲအဲ့ဒီຢာကိုအလစ်လူရှူထားလိုက်ပါသူကငါဒီလောက်တင်တာတော့မှဒီကောင်လာမကြည့်ပါလားဆိုတော့ဘာသာရဲ့တုံ့ပြန်မှုကိုစောင့်ရင်းနဲ့စူးစမ်းလူစိတ်တွေတဖြည်းဖြည်းပြင်းပြလာနိုင်မယ်နံပါတ်4 brother ရဲ့ပုံစံကိုခက်မှန်းရခက်အောင်နေပါ brother ဘက်ကငြိမ်နေပြီးတော့သူကမခံနိုင်မဲနဲ့အရင်ဆုံးစကားပြောလာပြီဆိုလို့ရှိရင်လည်းအရန်ကြီးစိတ်လှုပ်ရှားပြီးတော့ပြရခက်မသွားနဲ့ brother အတင်းကြီးအားရဝမ်းသာတုံ့ပြန်ပြတာကလည်းငါမင်းစီကဖုန်းခေါ်တဲ့ကိုပဲထိုင်ဆောင်နေတာလို့ပြရရောက်တယ် brother ရဲ့ဆွဲဆောင်မှုကိုလည်းကြာဆင်းသွားစေတယ်နောက်ပြီးတော့သူ့အထင်ကြီးမှုကိုလည်းပျက်စီးစေတယ်သူ့ကိုစားဖို့မယ်ဆိုလို့ရှိရင်လည်းပို့ပါစကားတွေပဲသူ့ကိုစားဖို့ဥမာဘယ်လိုမျိုးလဲဆိုတော့အလုပ်တွေအဆင်ပြေလားနေထိုင်ကောင်းလားဒီလောက်ပဲအဲ့လောက်ပဲသူ့ကိုစားဖို့ brother ဒီမှာကျွန်တော် tip တစ်ခုပေးရမယ်ဆိုလို့ရှိရင်မိန်းကလေးတွေကသူတို့ကိုမေးဦးနေအများကြီးမမေးပဲနဲ့သူတို့ခံစားလို့ကောင်းလုပ်ပေးတဲ့သူမျိုးသဘောကျတယ်အဲ့ဒါကရင်ကျေးရလဲရောက်လို့သူ့ကိုလည်းပို့ပြီးတော့စိတ်ဝင်စားသွားစေတယ်နောက်ထပ်နံပါတ်5ချက်ကတော့မနာလိုစိတ်ရည်နဲ့မွေးပြီးပါ brother ကျွန်တော်ပြောတာက brother ကချက်ချင်းလက်ငင်းကြီးတခြားမိန်းကလေးတယောက်နဲ့တွဲပြခိုင်းတာမျိုးမဟုတ်ဘူးเนาะဥပမာဗျာတငယ်ချင်းတွေနဲ့ပုံနေတဲ့အခါမှာအဲ့ဒီထဲမှာမိန်းကလေးတယောက်ရဲ့ပုံမတိမထားပါနေတာမျိုးဒါမှမဟုတ်လေတခြားမိန်းကလေးတယောက်ကဘာသာရဲ့ post အောက်မှာ comment လာပြီးတော့မှန်တာမျိုးအဲ့လိုမျိုးတွေလုပ်ပြီး brother အဲ့ဒါဆိုလို့ရှိရင်သူကအဲ့ဒီမိန်းကလေးရဲ့ account ထဲထိလိုက်မှွေပြီးတော့ဒီကောင်နဲ့ဘာဆိုင်လို့လဲဆိုပြီးတော့လိုက်ပြီးတော့စုံစမ်းနေလိမ့်မယ်ဘာသာရဲ့စိတ်ကူးထဲမှာတခြားရွေးချယ်စရာတွေရှိနေတယ်ဆိုတာကိုပြလိုက်ခြင်းအဖြစ် brother ကသူ့တယောက်တည်းအပေါ်မှာလည်းအာယုံဆိုင်နေတဲ့သူမဟုတ်ဘူးဆိုတော့ကိုသိသွားပြီးတော့ brother ကိုလက်လွတ်မခံခြင်းတဲ့စိတ်တွေပို့ပြီးတော့ပြင်းထန်လာလိမ့်မယ်နံပါတ်6ကိုပိုင် nickname နာမည်ပြောင်းလေးတစ်ခုပေးထားလိုက်ပါကျွန်တော်အခုပြောပြမယ့်နီလန်ကတော့အပိုင်ချုပ်တဲ့နီလို့ပြောလို့ရတယ်သူ့အတွက်ထူးခြားတဲ့နာမည်ပြောင်းလေးတစ်ခုပေးထားဖို့လိုတယ်ဥပမာဗျာအဲ့ဒီနာမည်ကအရန်ကြီးစံပြနေတာမျိုးမဟုတ်ဘဲနဲ့သူနေ့စဉ်ဘဝမှာခဏခဏကြားရမြင်ရတဲ့အရာ
လိုမျိုးလဲဆိုတော့ကောင်မလေးတွေကဘယ်လိုကြိုက်တယ်လဲဗျာသူ့ဘယ်လိုခေါ်ရင်ကြိုက်မယ်လို့ဘာသာခံစားရလဲသူ့ရဲ့ style ကဘယ်လိုလဲသူနဲ့လိုက်မဲ့နံပါတ်တစ်ခုကိုပေးထားတာကိုပြောတာဘယ်လိုမျိုးလဲဆိုတော့ဥပမာဗျာဘာသာတော့အမတ်တရားတစ်ခုဖြစ်ခဲ့တယ်ဗျာသူနဲ့ဘာသာအတူရှိတဲ့အချိန်မှာသူကဘာသာဆရာလုပ်ခဲ့ရပဲထားအခါကျလို့ရှိရင်ဘာသာသူ့ကိုဆရာမကြီးလို့ခေါ်တာမျိုးဗျာနောက်ခါသူ့ကိုတွေ့တဲ့ခါကျလို့ရှိရင်လည်းဆရာမကြီးလို့ခေါ်တာမျိုးဒါမှမဟုတ်ဆိုလို့ရှိရင်လည်းသူကငယ်ဆိုလို့ရှိရင်လည်းခြာတိတ်လို့ခေါ်တာမျိုးအဲ့လိုမျိုးကျွန်တော်ပြောတာစိတ်ပညာအရအဲ့ဒါကို associated memory လို့ခေါ်တယ်အဲ့ဒီနံပါတ်ကိုသူကတခြားနေရာတွေမှာမြင်နိုင်ကြတာ brother ရဲ့မျက်နှာကိုတတိယနေလိမ့်မယ်နောက်ပြီးတော့ brother နဲ့ဖြတ်တန်းခဲ့တဲ့အမှတ်တရတွေကိုမသိစိတ်တွေကနေပြီးတော့အလိုလိုတတိယနေလိမ့်မယ်အဲ့ဒီခါမှာ brother အကြောင်းတွေသူတွေးမိသွားလိမ့်မယ်နံပါတ်9ဥဆောင်နိုင်တဲ့ယောက်ျားတစ်ယောက်ဖြစ်အောင်နေပါမိန်းကလေးတွေကသူတို့ထက်ပိုပြီးတော့တိတာမျိုးပိုပြီးတော့တက်တာမျိုးသူတို့ကိုကောင်းကောင်းလမ်းပြပေးနိုင်တဲ့ယောက်ျားမျိုးအဲ့လိုမျိုးသူတို့ကလိုချင်ကြတယ်နောက်ပြီးတော့အဲ့လိုမျိုးသူတို့ကအားကိုးချင်ကြတယ်ဘာသာဘက်ကသူမသိသေးတဲ့အရာအသစ်တွေဒါမှမဟုတ်ရင်အသိပညာအသစ်တွေကိုစိတ်ရှိလက်ရှိနဲ့တင်ပြပေးနိုင်မယ်လမ်းပြပေးနိုင်မယ်ဆိုရင်သူကဘာသာကိုပို့ပြီးတော့ယုံကြည်ကိုးစားလာလိမ့်မယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့မသိစိတ်ကအားကိုးရတဲ့ကောင်းဆောင်မှုကိုအရန်လိုချင်တဲ့အတွက်ပဲဘာသာအဲ့ဒီအရေးချင်းရှိတဲ့ယောက်ျားမျိုးကိုဘယ်တော့မှလည်းမမေ့နိုင်ကြဘူးအဲ့တော့ဘာသာကသူ့ကိုလမ်းပြပေးနေတဲ့သူတယောက်ဖြစ်ဖို့လိုအပ်တယ်နံပါတ်၈သူ့ကိုကိုယ်ပိုင်အချိန်ပေးပါဘာသာတို့နှစ်ယောက်ကသမီးကြီးစားတွေဖြစ်နေပြီဆိုလို့ရှိရင်လေသူ့ကိုတစ်ချိန်လုံးချုပ်ချယ်ထားလို့မရဘူးဘာသာသူ့ရဲ့ဝါဒနာသူ့ရဲ့တငယ်ချင်းတွေနဲ့ဖြတ်တန်းဖို့ကိုယ်ပိုင်အချိန်ပေးထားဖို့လိုအပ်တယ်ဒါကဘာသာကသူ့ကိုယုံကြည်တယ်ဆိုတာကိုပြရရောက်ပြီးတော့ဆက်ဆံရေးကိုလည်းထိ ချုပ်ထားရမရောက်ဘူးအဲ့တော့သူ့ဘာသာသူကိုယ်ပိုင်အချိန်လေးတွေရှိနေမှဘာသာနဲ့ဝေးနေတဲ့အချိန်တွေအဆက်အသွယ်တွေပြတ်တောက်နေတဲ့အချိန်တွေမှာဘာသာရဲ့တန်ဖိုးကိုသူကပြန်ပြီးတော့တွေးမိလာပြီးတော့လွမ်းနေဖို့အတွက်အချိန်ကြီးရလာမှာဖြစ်ပါတယ်ဘာသာအဲ့တော့မိန်းကလေးတယောက်ကဘာသာကိုတတိယလွန်ဆွဖို့ဆိုလို့ရှိရင်တကယ်တော့အဲ့ဒါကရိုးရိုးလေးပဲဘာသာသူတို့ရဲ့စိတ်ကိုနားလည်ဖို့ပဲလိုတယ်ဒီဗီဒီယိုလေးကဘာသာတို့အတွက်အသုံးဝင်မယ်ဆိုလို့ရှိရင် like and subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့နောက်ဗီဒီယိုမှာယောက်ျားလေးတယောက်အတွက် set improvement နဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော် sharing လုပ်ပါပြီးတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုကိုဆက်မကြည့်ရှုပေးကြပါအောင်အားလုံးကိုနှုတ်ဆက်ပါတယ်